နေလေးတော့ပါကိုထိုင်းမှာနာမည်ကြီးနေတဲ့ဓာတ်တစ်ခုလို့ပြောပါမယ်ဒီဓာတ်လေးဒီဓာတ်ပါဒီဓာတ်အရေးမှပါသည်ဒါလေးကိုနိုင်မှာပွင့်တာပါစူတော့ဆွဲမထုတ်ပါနဲ့ဒါလေးကိုနှိပ်ပြီးမှဆွဲထုတ်ပါနောက်ပြီးဒါလေးကိုနှိပ်ပြီးလူဆွဲထုတ်စတိုင်ကြပါလေဒါလေးရအယောင်လေးလေးပါသည်အယောင်ထည့်ပြီးလို့လေအယောင်ထည့်ပြီးလူလို့ထည့်ရပါသည်နောက်ပြီးတော့လေဒီဒါမိုက်ပါသည်အားလေးတွေ့ရပါသည်နောက်ပြီးတော့လေဒီနားလေအငွေထုတ်ပါသည်ပြောထည့်မယ်ဆိုရင်အငွေထုတ်မယ်ဆိုရင်ဒါလေးဖွင့်ဒါလေးကိုထည့်ပါသည်နောက်ပြီးတော့လေခဏပြမယ်နော်ကျွန်တော်တွားယူလာအောင်မယ်မကြည့်ပါဘူးနောက်ပြီးတော့ရေးထဲလေးဟာလေးပါလာလေးပါမယ်ဒါလေးကိုထည့်ပြီးတော့ဒီအဖုံးလေးကိုပြန်တက်လိုက်ပါနောက်ပြီးရင်ဆက်ဖွင့်လိုက်ပါအမတော့ရပါပြီဒီလိုလိုက်လေထွက်ပါလိအငွေရောင်းဆုံးရပါသည်အမအပြာရောင်အဖြူရောင်ခရဲရောင်လေမောရောင်အစင်းရောင်အပြာရောင်အနီရောင်ရောင်းဆုံးရှိပါသည်နောက်ပြီးတော့လေသူကတော့ကျွန်တော်တို့ဆိုင်မရောက်ပါသည်အမနဲ့ပြည်မလမ်းမရောက်ပါသည်ခင်မယူနဲ့ဆိုင်ကိုလိုက်ကြပါဒီဆိုင်မရောက်ပါသည်ညဝဲဒီနေမှာပါ Goodbye လာလေပြီးကပါအောင် comment အစီပြေလဲ comment လေးလေဒီကပါအောင်